ရဲ့ project ကြီးရောက်ရှိနေရဖြစ်ပါတယ်ဒီကနေ့ကျွန်တော်သိမ့်ပိုင်ဆိုရဲ့ project ကြီးမှာရှင်းပပြုလုပ်ပေးနေပွဲကာယပြည့်တဲ့ပုံလုံးနော်ဒီကောင်လက်ဆန်ဒီကတော့တင်းကိုတိုးနေသူတော့အေးစပြီးမှာအဲ့ဒါကိုလည်းတဲ့အဲ့တော့ဘာလဲပူလိုက်တာပါအမေပူလိုက်တာပါဒီနေ့ဒီရဝါစာချီဘောလာဘလို့ရပြောကြတယ်ဆိုတော့ဒီကောင်မနေယူ ဆန္ဒရှိမှလူဆိုတာအောင်မြင်တော့တိုးတက်ရည်ရွယ်ချက်အိမ်မှာ这个吧。